စိတ် autobus စိတ်ကို what is conscience ဆိုတော့ဒီအနောက်မှာပါရေးထားလဲဆိုရင်အရန်သေးတယ်ဒါပေမဲ့ it is inner voice ဖြစ်တယ်တဲ့ summoning us to love the good and avoid negative moral norms to our particular or ends and thus commanding do this or do not do that ဆိုတော့ဒါကတော့စာ Christian စာရေးစာ CFC ထဲ page ထဲမှာယူထားတဲ့အရာပေါ့နော်ဒါ online ထဲမှာကျွန်မဒီသူတို့ရဲ့ရှင်းပြတဲ့အရန်ကိုရှင်းရှင်းလေးနဲ့ရှင်းပြတဲ့အဟာကိုကျွန်မယူထားတယ်ဆိုတော့အဓိကပြောချင်တာကအတွင်းထဲမှာဝိညာဉ်တော်မှာလာတော့အတန်ဆိုတော့အတွင်းထဲမှာလာတဲ့အတန်ဘာလို့ရမလဲမလို့ရဘူးလေဆိုတာကိုရှင်းရှင်းလင်းလင်းပြတာ conscience က out of our sight လူတိုင်းမှာအဲ့စိတ်ရှိတယ်ဟုတ်တယ်နော်လူတိုင်းမှာအဲ့စိတ်ရှိတယ်ဒါပေမဲ့ဒီနေ့ဒီနှုတ်ကပတ်တော်နဲ့တူဒါကိုကျွန်မရွေးယူလာခြင်းတယ်ဆိုတော့ရွေးယူလာရတဲ့အကြောင်းရင်းကလည်းကျွန်မတို့ကတခါတလေမှာဒီအရာကိုမသိကျေးကျွန်ပြူရင်းနဲ့ကျွန်မတို့ကဘာပြောမလဲလုံးဝအမတ်တမဲကနေဘာပြောလုံးဝတတိကိုမိသွားသလိုဖြစ်သွားတဲ့ຢာတွေအများကြီးရှိတယ်တခါလေကျရင်ထားပါတော့အတွင်းထဲမှာလာတယ်ဆိုတဲ့အခါမှာအတွင်းဝိညာဉ်မှာလာတော့အတန်နဲ့အတိတရားကိုယ့်ရဲ့အတိတရားစစ်နွယ်တဲ့အတိစိတ်ကပေါင်းလာတဲ့ဟာကို conscious လို့ပြောတယ်ဆိုတော့ဥပမာအနေနဲ့ကျွန်တော်တို့ autobus စိတ်အားလုံးသိတယ်နော်ဒီနေ့ပြောမယ့်ဟာတော့ autobus စိတ်နံပါတ်1တစ်ခု introduction နေနဲ့ဆိုရင်ကျွန်တော်တို့ဖျားเจ้าကိုတပတ်လာတယ်ပြီးနောက်တစ်ပတ်ကျရင်မလာဘူးဆိုတော့မလာတဲ့အပတ်မှာဘလို့စိတ်ထဲမှာရှိလဲကိုယ့်ရဲ့ autobus စိတ်ကလေမလာတဲ့အတွက်ကြောင့်မပြောဘူးအဲ့လိုမျိုးခံစားရလားမိတ်ဆွေအဲ့လိုမျိုးခံစားရလားဆိုတော့အဲ့လိုမျိုးခံစားဆိုတင်းရဲ့အတွင်းထဲကနေအတွင်းထဲကအတွင်းလူကသူ့စကားပြောနေတယ် autobus စိတ်ကစကားပြောနေတယ်ငါဖျားเจ้าမလာအောင်ဆိုမှအတွင်းထဲနေစကားပြောနေတယ်ဆိုတော့အတွင်းထဲမှာစကားပြောတယ်ကိုကတပတ်နေလဲမလားโอเคနောက်တပတ်နေတော့လဲစိတ်ထဲမှာအဲ့ autobus စိတ်ကနည်းနည်းလေးနဲ့နောက်မလာနဲ့မလာချင်တော့ဖြစ်သွားတယ်ဆိုတော့ autobus စိတ်ကတပတ်လောက်မှာတော့ကိုယ်စိတ်ထဲမှာမပြောနှစ်ပတ်လောက်တော့လုံးဝမနေနိုင်မထိုင်နိုင်ဖြစ်သွားတယ်သုံးပတ်လေးပတ်မလာရင်နဲ့မလာချင်ဘုရားနဲ့ပိုဝေးသွားတတ်တယ်ဆိုတော့အဲ့လိုမျိုးပိုမဝေးသွားနိုင်ဖို့ရန်အတွက်ကျမတို့ရဲ့ autobus စိတ်ကိုဘယ်လိုပြင်ဆင်မလဲဆိုတဲ့အရာလေးကိုဒီနေ့အနေနဲ့ယူဆောင်လာခြင်းနဲ့ဆိုတော့တစ်ကောအခန်းကြီးတစ်အငယ်20ထဲမှာဖျားသခင်သည်ငါတို့ကိုတစိ့ခတ်၍ငါတို့စိတ်နှလုံးထဲ၌ဝိညာဉ်တော်သည်ဟူသောဆေယံကိုတွင်းတယ်လို့ပြောတယ်ကျမတို့ကဝိညာဉ်တစိ့ခတ်ထားတဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့ကျမတို့ကဘာဖြစ်လဲကျမတို့ကတစိ့ခတ်ထားတဲ့ခရစ်တော်ရဲ့တစိ့ခရစ်တော်အပြင်ကျမတို့ကအပြစ်လုပ်တဲ့သူဖြစ်တယ်စိတ်နှလုံးထဲမှာဝိညာဉ်တော်တစိ့ခတ်တယ်လို့ပြောတယ်ဝိညာဉ်တစိ့ခတ်တဲ့သူကဝိညာဉ်တော်လမ်းပြတယ်ဆိုတော့နံပါတ်1အနေနဲ့ကျမတို့ရဲ့တက်တာထဲမှာ number 1 next slide မှာ number 1တခါလေးတွားရအောင်နော်ဆိုတော့ number 1ကဘာလဲဝိညာဉ်တော်ရဲ့အရှိန်ကိုမငြိမ်းစေနဲ့တဲ့ဝိညာဉ်တော်အရှိန်ကိုမငြိမ်းစေနဲ့ကျမပြီးခဲ့တဲ့နှစ်ပတ်မှာလဲကျမပြောမယ်ထင်တယ်နော်ဒီရစ်ပလင်မီးကိုမငြိမ်းဖွယ်အောင်ကျမပြောတယ်ဆိုတော့ဒီယာနဲ့အများကြီးဆက်ဆက်မှုရှိတယ်ကျမတို့ရဲ့အသက်တာထဲမှာဝိညာဉ်တော်အရှိန်မငြိမ်းဖို့ရန်အတွက်ကျမတို့ရဲ့ဝိညာဉ်တော်အမြဲတမ်းဖြည့်ပြီးမှအမြဲတမ်းအားဖြည့်နေဖို့ရန်အတွက်ကိုယ့်ရဲ့အသက်တာမှာကိုလို့ရမယ့်အပိုင်းဖြစ်တယ်ခရစ်တော်ကသူလှုပ်ခဲ့တဲ့ຢာသူလှုပ်ပေးပြီးသွားပြီဒါပေမဲ့ကျမတို့ကဝိညာဉ်တော်ရဲ့အရှိန်မငြိမ်းဖို့ရန်အတွက်ဒါတင်နဲ့ကျမတင်းရဲ့ဝိညာဉ်တော်တင်းထဲမှာရှိတဲ့တင်း autobus စိတ်ကြည်လင်ဖို့ဘုရားကတင်းနဲ့အတူတူတွာလာခြင်းနဲ့တည်းမဲ့အဲ့ဒါကိုတင်းကဆက်လက်ပြီးလှုပ်ဆောင်ဖို့ရတဲ့တင်းရဲ့ဝိညာဉ်ရှိန်မငြင်းဖို့ကတော့တင်းရဲ့တာဝန်ဖြစ်တယ်ဟေဘရုခန်းကြီး12ဟုတ်တယ်နော်ဟေဘရဲအခန်းကြီးဟေဘရဲအခန်းကြီး7အငယ်6ကနေ7ကိုရင်ဆုံးဖတ်ရအောင်နော်ဟေဘရဲအခန်းကြီး7အငယ်6ကနေ7ကိုရင်ဆုံးဖတ်ရအောင်ဟေဘရဲအခန်းကြီး7အငယ်6ကိုဟေဘရဲအခန်းကြီး7အငယ်6ဟေဘရဲအခန်းကြီး7အငယ်6လေးကိုပဲဖတ်ရအောင်နော်ဟေဘရဲအခန်းကြီး7အငယ်6ကိုဖတ်ရအောင်1 2 3ထာဝရဘုရားသည်ချစ်တော်မူသောသူကိုဆုံးမတော်မူတတ်၏တဲ့လက်ခံတော်မူသမျှသောသားတို့ကိုဒဏ်ခတ်တော်မူတတ်၏ဟုသူငယ်တို့ကိုဆိုတကယ်တော့တင်တို့ကိုပြောဆိုသောဩဝါဒစကားကိုမေ့လျော့ကြသလိုတဲ့အဓိကကကျွန်မပြောချင်တာထာဝရဘုရားသည်တဲ့ဗာလဲချစ်တော်မူသောသူကိုဆုံးမတော်မူတယ်လို့ပြောတယ်
ကိုသားသမီးတွေရှိတယ်ကိုသားသမီးစိုးနေတာကိုမပြောဘူးဆိုရင်ဒါချစ်တယ်လို့ပြောနိုင်မလားကိုသားသမီးစိုးနေတာကိုမဆုံးမအောင်ဆိုချစ်တယ်လို့မပြောချစ်တာမဟုတ်ဘဲနဲ့နှစ်ရာဖြစ်သွားတယ်ဒါကြောင့်ကျမတို့သားသမီးတွေကိုကချစ်တယ်နော်အိုးမီးတုံးကြီးကင်တော့မယ်မီးခဲကြီးကင်တော့မယ်အောင်အေး good ဆိုမှမီးတဲ့မီးရဲ့မီးတုံးဒီ fire လေးကိုတွားကင်ခိုင်းကြည့်ပါလားဘာဖြစ်သွားမလဲ fire ကနေသူ accident ဖြစ်လာမယ်သူလက်လောင်မလဲဆိုတော့ကိုကမကင်နဲ့မတွားနဲ့နင်လောင်မယ်နင်အင်ကြီးလောင်မယ်နင်အသားလောင်မယ်အမာရွကြံခဲမယ်ဒါနင်တော့မကောင်းဘူးတည်သွားနိုင်တယ်ဒါကိုပြောရမယ့်အရာလေဆိုတော့ကိုမိဘအနေနဲ့ကိုသားသမီးတောင်အဲ့လိုမျိုးကိုစိုးရိမ်နေဆိုဘုရားရှင်ကသူရွေးကောက်ထားတဲ့လူတင်းနဲ့ကျမဟာရွေးကောက်ထားတဲ့သူကချစ်တော်မူသောသားကိုတဲ့ဆုံးမတယ်လို့ပြောတယ်ဆိုတော့တင်းနဲ့ကျမကိုအမြဲတမ်းသူဘုရားကဆွဲခေါ်နေတယ်တခါဒီမှာမလှုပ်နဲ့မတွားနဲ့ဘုရားကဆုံးမပဲ့ပြင်တယ်ဘုရားကဆုံးမပဲ့ပြင်တယ်ပြီးတဲ့ခါမှာဖခင်ရဲ့အကြံစီထဲမှာတင့်ကိုနေစေခြင်းတယ်ဖခင်ရဲ့အကြံစီထဲမှာနည်းနည်းလေးလွဲလိုက်ပြီဆိုဖခင်ကတင့်ကိုဆွဲခေါ်ပြီးတနည်းမဟုတ်တနည်းနဲ့ဖခင်ကဆွဲခေါ်တယ်တနည်းမဟုတ်တနည်းနဲ့ဆွဲခေါ်တယ်ဖခင်ကြောင့်ကိုကမလာဖို့ရန်အတွက်တခုခုနဲ့ပြစ်ကွက်ခဲ့တယ်ဆိုလဲလာနိုင်ဖို့ရန်တမီးနဲ့တနည်းတင်းကိုပြန်ပြီးဆွဲခေါ်တယ်ကျမတို့ရဲ့အသက်တာထဲမှာဖခင်ကတင့်ကိုမကောင်းတဲ့အရာတွေနဲ့ကွေးနိုင်ဖို့ရန်အတွက်တနည်းမဟုတ်တနည်းနဲ့တင့်ကိုဆုံးမနေတယ်။ तू မလှုပ်စေချင်သူ့ရဲ့မလှုပ်စေချင်တဲ့အရာတွေကိုတင့်ကိုပြတယ်။တင့်ကိုပြောတယ်သူ့ရဲ့အကြံစီထဲမှာနေစေချင်တဲ့ကြောင့်မို့မတွားတဲ့နေရာမတွားဖို့မကင်တဲ့နေရာမကင်ဖို့မပြောတဲ့နေရာမပြောဖို့ဘုရားကတင့်ကိုလမ်းပြနေတယ်။အဲ့ဒါကိုကနားမထောင်ဘူးဆိုရင်တင်းရဲ့ဝိညာဉ်ရဲ့အရှိန်ငြိမ်းမှာဖြစ်တယ်။ဒါကြောင့်တင်းဘုရားကတင်းကိုဝိညာဉ်အရှိန်မငြိမ်းဖို့ရန်အတွက်တင်းရဲ့တာဝန်ဘုရားစီမှာစက်ကပ်ဖို့ဖြစ်တယ်ဆိုတော့ယောမခန်းကြီးရှက်ငယ်14ထဲမှာလဲဖျားသခင်ဝိညာဉ်တော်ဆုံးမပဲ့ပြင်တော်မူတမျှတော်သူတို့တည်တဲ့ဖျားသခင်ဤသားဖြစ်ကြ၏သားဖြစ်တဲ့ကြောင့်မဆုံးမမှာပဲဟုတ်တယ်မလားဆိုတော့ဆုံးမချင်းခံရပြီဆိုဒါဖျားရဲ့သားဖြစ်တယ်ဒါကြောင့်ဖျားရဲ့ချစ်ချင်းမြတ်သားရှင်ဖြစ်တယ်ဒါပေမဲ့ဖျားကချစ်တဲ့ကြောင့်မို့တင်းကိုဆုံးမမှာဖြစ်တယ်ဆုံးမတဲ့ခါမှာလဲအိုးကိုတော့မားပါတယ်ဆိုတော့နောင်တအစိမ့်နဲ့အတင်ပြန်လာဖို့ပဲဖျားကတင်းကိုနောင်တအစိမ့်နဲ့ပြန်လာစေခြင်းတယ်ဆိုတော့တခုပေါ့နော်ကျမတို့ American သမရဖြစ်တဲ့ဒီ American သမရ linguist အကြောင်းအနေငယ်ပြောချင်တယ်သူက1863 အမေရိကန်ပြည်ထောင်စုစစ်အပြင်းထန်ဆုံးဖြစ်တဲ့အချိန်မှာသမရလင်ကွင်ကအဖက်ကနေသူ့ဖိအားနဲ့သူကြုံတွေ့ရတဲ့အခါမှာသူရဲ့ခက်ပြိုင်ကလူတွေကလည်းဗာပြောလာလဲဆိုရင်အရေးချင်းမရှိဘူးဆိုမှသူပြောတယ်ဆိုတော့သူဖက်ကနေကြုံလာရတဲ့အများကြီးပဲအောင်မြင်ဖို့အားလည်းဖြစ်လာဒါပေမဲ့သူဘာပဲလုပ်လဲဆိုရင်သူဒူးထောက်ပြီးမှဒီအိမ်ဖြူတော်မှာသူဒူးထောက်ပြီးမှဆူတောင်းတယ်ကိုတော့ကျွန်တော်မတတ်နိုင်ဘူးကိုတော့ပဲလုပ်ပေးပါဒူးထောက်မှသူကဖျားစီလာတယ်ဆိုတော့သူ့ရဲ့အသက်တာထဲမှာ तू မလှုပ်နိုင်ဘူး तू နောင်တနဲ့လာတဲ့ခါမှာဒီနေ့ကျမတို့အမြဲတမ်းသူ့ကိုလွတ်မြောက်ခြင်းပေါ့နော်ဖခင်လို့ပြောတယ်လွတ်မြောက်ခြင်းတမိုင်းထဲမှာလွတ်မြောက်ခြင်းအောင်ပွဲခံနိုင်တဲ့သူအမေရိကန်သမ္မတအထက်မှာလင်ကွင်းနေနဲ့ကျမတို့အမြဲတမ်းသူ့အကြောင်းကိုလူအဖြူပဲဖြစ်အမဲပဲဖြစ်သူ့အကြောင်းကိုအကောင်းအနေနဲ့ positive နဲ့မြင်ကြတယ်ဟုတ်တယ်နော်ဆိုတော့ကျမတို့ရဲ့တက်တာလည်းဖခင်ကတင့်ကိုလမ်းပြတယ်ကိုဂျုံရတဲ့အရာတွေဖြစ်လာရှိလိမ့်မယ် pressure လည်းရှိလိမ့်မယ်ဒါပေမဲ့တင်ဖခင်ရှိမှဒူးထောက်လိုက်ပါဒူးထောက်မှကိုရောမတတ်နိုင်ဘူးကျွန်တော်မတတ်နိုင်တော့ကိုရောပဲလှုပ်ဆောင်ပေးပါဆိုမှဖခင်ရှိမှနောင်တနဲ့လာတယ်ဆိုရင်ဖခင်ရှင်ကတင်ကိုကြိုဆိုနေတယ်ဒါကြောင့်ဝိညာဉ်အရှိန်မငြိမ်းဖို့ရန်အတွက်တင်နဲ့ကျမကဘာလို့ရမလဲဖျားစီဒူးထောက်မှနောင်တနဲ့လာဖို့ဖြစ်တယ်တတိခန်းကြီး9ငယ်19ထဲမှာဗာရေးထားလဲဆိုရင်တတိခန်းကြီး9ငယ်19ထဲမှာတူလေးပဲဝိညာဉ်တော်ရဲ့အရှိန်ကိုမငြိမ်းစေကြနဲ့တဲ့ဝိညာဉ်ရဲ့အရှိန်ကိုမငြိမ်းဖို့ပြောတယ်ဒီနေ့ကျမတို့အသက်တာတွေကရောကျမတို့ဖျားကတင့်ကိုအမားပြင်စေခြင်းနဲ့ဘုရားဆုံးမပဲ့ပြင်တာကျမတို့လက်မခံဘူးဆိုရင်ကျမတို့ကထာဝရကာလမှာလည်းကျမတို့အများကြီးဆုံးရှုံးသွားနိုင်တယ်ထာဝရကာလမှာဘုရားပေးခြင်းတဲ့ဘုံစည်းစိမ်တွေပေါ့နော်ထာဝရကာလလို့ပြောနော်ဘုရားပေးခြင်းတဲ့ဘုံစည်းစိမ်ကကျမတို့ဆုံးရှုံးသွားဖို့ရှိတယ်ဒါကြောင့်ကျမကဒီနေ့ကျမတို့ရဲ့တက်တာကျမကိုယ်တိုင်လဲကျမတို့ရဲ့ဝိညာဉ်တော်အရှိန်မငြိမ်းဖို့ရန်အတွက်ဒီနေ့အနည်းငယ်ဒီနေ့ယူဆောင်လာခြင်းနဲ့နံပါတ်1ကိုတွားရအောင်နံပါတ်1ကဘာလဲဝိညာဉ်တော်စိတ်မနာစေနဲ့ဟုတ်တယ်နော်ဝိညာဉ်တော်စိတ်မနာစေနဲ့ဆိုတော့
ဒူဝိညာဉ်တော်စိတ်မနာစေနဲ့အေဖက်အခန်းကြီး၄အငယ်30အားလုံးတွေ့တယ်ဆိုရင်အတူတကွဖတ်ရအောင်နော်အေဖက်အခန်းကြီး၄အငယ်30ဒါတော့ဒီအလေးကိုလန်ထားခြင်းနဲ့နော်အေဖက်လန်ထားစေခြင်းနဲ့အေဖက်အခန်းကြီး၄အငယ်30အားလုံးတွေ့တယ်ဆိုရင်အတူတကွဖတ်ရအောင်1 2 3ရွေးနှုတ်ခြင်းနေ့ရက်တိုင်အောင်တင်တို့ကိုတစိ့ခတ်တော်မူသောဖျားသခင်၏တန်ရှင်သောဝိညာဉ်တော်ကိုစိတ်မနာစေကြနဲ့တဲ့ဆိုတော့တန်ရှင်သောဝိညာဉ်တော်စိတ်နာစေတတ်တယ်စိတ်နာတတ်တယ်ဆိုတော့အဲ့ဒီစိတ်မနာဖို့ရန်အပေါ်မှာလည်းအပေါ်မှာဒီကျမ်းစာမပိတ်စေချင်သေးဘူးအပေါ်မှာဗာပြောထားလဲ29ထဲမှာညစ်ညူးသောစကားတခွန်းကိုများတင်းတို့နှုတ်ထဲကမထွက်စေနေတဲ့ဂျာနာသောသူတို့၏အကျိုးကိုပြုစုစေခြင်းကတဲ့တီဆောက်เสียဖို့ကောင်းသောစကားကိုသာသုံးဆောင်ကြလောလူတိုင်းလေစကားကောင်းပြောဖို့ရမ်းခက်တယ်ဟုတ်တယ်နော်ညစ်ညူးတဲ့စကားတွေကိုမပြောပါနဲ့လို့ပြောတယ်လူတိုင်းကတင်စရာမလိုဘူးကျမကလေးတွေဆိုတော့တင်စရာမလိုဘူးအော်တခါကျရင်ကျောင်းတွေမှာလဲသူတို့မကောင်းတဲ့စကား F တို့ပြီးရင်ပါလဲ N တို့ဘာစကားရှိသေးတယ်သူတို့အမျိုးမျိုးသူပြောတယ်ဟုတ်တယ်အဲ့မကောင်းတဲ့စကားတွေကျမတို့တင်ပေးတာလားမဟုတ်ဘူးမတင်ပေးမနဲ့သူတို့တက်လာဆိုတော့ဒါကြောင့်ချမ်းစာထဲမှာဗာပြောတယ်လေညစ်ညူးတဲ့စကားတွေကိုတဲ့တခွန်းမှနှုတ်ထဲမှာမတွတ်စေနဲ့လို့ပြောနှုတ်ထဲမှာမတွတ်စေနဲ့တဲ့ဂျာနာတော့သူတို့အကျိုးလုံးဝမဖြစ်ဘူးအဲ့လိုမျိုးစကားတွေကကြားတဲ့သူတွေလည်းမဖြစ်ဘူးကိုပြောတဲ့သူတွေလည်းအော်တပါဆရာလုံးဝအဆင်မပြေဘူးဆိုတော့အဲ့လိုမျိုးဖျားမနစ်တက်တဲ့အရာတွေမပြောဖို့ရန်အတွက်ပြီးတော့31ထဲမှာခုန30ဖတ်ပြီး31ထဲမှာဗာလဲစိတ်ဆိုးခြင်းအမျက်ထွက်ခြင်းအော်ဟေ့ငေါငေါခြင်းသူ့အတရေကိုပြောင်းပြောဆိုခြင်းတို့ကို၎င်းခတ်သိမ်းသောမနာလိုခြင်းကို၎င်းတင်တို့မှပယ်ရှားကြလောတဲ့ဒါတော့လူတိုင်းသိကိုသိတယ်ဒါပေမဲ့သိပေမဲ့ကျမတို့ကလိုက်နိုင်လားမလိုက်နိုင်ဘူးမလိုက်နိုင်တဲ့ခါမှာဘာဖြစ်သွားလဲဝိညာဉ်တော်ကစိတ်နာစေသွားတာကျမတို့ရောတကယ်သိလားသိတာဗောကလေးလည်းတင်တယ်ဟာမ jealous ရဘူး no jealous ပြောမှကိုယ်တိုင်သူမြောက်သွား jealous နေတာကျမတို့မိဘတွေကိုယ်တိုင်နော်အဲ့ဒါအရန်ကိုအထူးဂရုစိုက်ဖို့လိုအပ်တယ်ကလေးတွေကအရန် innocence ဖြစ်တယ်သူတို့အရန် pure သူတို့တခုပြောရင်သူတို့ဟုတ်ကဲ့တကယ်ကိုသူတို့ရဲ့စိတ်ကိုကျွန်မအရန်သဘောကျတယ်ဒါပေမဲ့လူကြီးတွေစိတ်ကအမြဲတမ်းရှုပ်ထွေးနေတာသူတို့အဲ့ jealous မဲ့အရာတွေပြင်စိတ်ဆိုးတယ်တားစိတ်ဆိုးတာဘယ်လောက်ထိစိတ်ဆိုးတားစိတ်ဆိုးလုံးလို့အမျက်ထွက်တယ်တဲ့အော်ဟင်းငေါငယ်အော်ဟစ်တယ်ဒီအရာတွေအားလုံးကကျမတို့ဝိညာဉ်တော်စိတ်နာစေတဲ့အရာဖြစ်တယ်ဆိုတော့ဘယ်ထိလဲအဲ့လိုမျိုးမလုပ်ဖို့ကျမတို့ဘယ်ထိလဲရွေးနှုတ်ခြင်းနေ့ရက်တိုင်အောင်တဲ့တင်တို့တစိ့ခတ်တော်မူသောဘုရားသခင်တန်ရှင်တော်ဝိညာဉ်တော်စိတ်မနာစေကြနဲ့တဲ့ကျမတို့ကဒါကိုသိတယ်ဒါပေမဲ့နေ့တိုင်းဒီရောက်အမြဲတမ်းပြင်ဆင်ဖို့ဝိညာဉ်တော်စိတ်မနာဖို့ဒီဟာတွေမပြောဖို့ကျမကိုတင့်ကိုတင်ဒီအရာကိုတင်နိုးဆော်ဖို့လိုအပ်တယ်ဝိညာဉ်တော်စိတ်မနာစေဖို့ရန်အတွက်ဆိုတော့ကျမတို့ဘုရားစကားနားမထောင်တဲ့ခါမှာဒီအရာလည်းတင်မလုပ်ဘူးဆိုဘုရားစကားနားမထောင်ဘူးခုနကတော့ကျမပြောတယ်ဝိညာဉ်တော်အရှိန်မငြိမ်းဖို့လို့ပြောတယ်ဟုတ်တယ်နော်အရှိန်မငြိမ်းဖို့လို့ပြောတယ်ဆိုတော့ဝိညာဉ်တော်အရှိန်ဘုရားမနစ်တဲ့အရာတွေဖျားမလှုပ်စေခြင်းတဲ့အရာတွေဒီဟာတွေထဲမှာဒါတွေပါတယ်ဖျားမလှုပ်စေခြင်းတဲ့ဟာတွေမနာလိုတဲ့ဟာတွေညှဉ်းညူးပြောဆိုခြင်းတွေပြင်သူတပားကိုရန်တွေးတာအော်ဟစ်ငေါငဲတဲ့အရာတွေနေ့တိုင်းကြုံတွေ့နေရတဲ့အရာတွေပဲခါကျရင်ကိုကပြောနေတဲ့အရာအားလုံးကကျမတို့ဝိညာဉ်တော်စိတ်နာစေတယ်နံပါတ်1ကျွန်တော်တို့ဝိညာဉ်အရှိန်ဝိညာဉ်တော်အရှိန်ငြိမ့်မယ်နံပါတ်2ကဘာလဲဝိညာဉ်တော်စိတ်နာစေရယ်ဆိုတဲ့အရာလေးကိုကျွန်မအနည်းငယ်နေနဲ့ဒီနေ့ပြောချင်တယ်ဆိုတော့နံပါတ်3ကိုကျမတို့တွားရအောင်နော်နံပါတ်3ကိုပို့ပြောချင်လို့နံပါတ်3ကိုတွားရအောင် third slide let's do for the third နံပါတ်3မှာနံပါတ်3ကဘာလဲအော်တပါစိတ်တွင်နဲ့တန်ပူနဲ့ခတ်ခြင်းကိုခံရတယ်ဆိုတော့ဒါအရင်ဆက်ရှိလို့နံပါတ်3ကိုကျမပို့ပြီးပြောချင်တာဆိုတော့နံပါတ်1ကဘာလဲခုနကတော့ပြောတယ်ဝိညာဉ်တော်ရဲ့အရှိန်ကိုမငြိမ်းဖို့ဟုတ်တယ်နော်နံပါတ်2ကဝိညာဉ်တော်ကိုစိတ်မနာဖို့ဒါတော့ကိုယ်တိုင်ပြင်ဆင်ရမယ်ဒီအရာလုံးကတခြားလူကကိုယ်လာမှဖူးဆိုမှတန်ရှင်းစေးပါဆိုမှတရုတ်တိုင်းကားလုံးမှတင်းကိုချစ်ချင်းကိုပဲဟိုသူ့ရဲ့တကိုးတွေနဲ့လှုပ်ပေးလို့မရဘူးတရားကိုဆင်ချင်ရမယ့်အရာတွေဖြစ်တယ်ကျွန်တော်ငယ်ငယ်တော့ဆိုဟာတိုင်းကားရမ်းကြိုက်တာလေကြံကြောင်းတို့ဟို
ပါလေဝူခုံးတော့လားဟလားအဲ့အရွယ်ကျမတို့အဲ့အရွယ်ကိုဆိုတော့ကိုခက်နဲ့သူခက်ဆိုတာရှိမှာပေါ့နော်ဆိုတော့ဟာတရုတ်တိုင်းကားတွေကြီးတယ်သူတို့ဟိုနှက်ဆိုးရှိလားဆိုသူတို့ဘာလုပ်လဲဟိုဒီသူတော်စင်လေးလာပြီးမှအဲ့နှက်ဆိုးလေးရှိဆိုမှအဖြူအောင်လေးကိုမုတ်လိုက်တော့သူတို့ကဘာဖြစ်လဲတန်ရှင်းသွားတယ်ဒါပေမဲ့အဲ့ဒါစကားထဲမှာပဲရှိတာလေနော်ဆိုတော့ဒီနေ့ကျမတို့ကဒီရလုပ်ဖို့ဆိုတာကိုယ်တိုင်ပဲပြင်ဆင်ရမှာဖြစ်တယ်ကိုယ်တိုင်ပဲပြင်ဆင်ရမှာဖြစ်တယ်နံပါတ်3အော်တပါစိတ်တွင်တန်ဘူးနဲ့ခတ်ခြင်းကိုခံရမယ်ဆိုတော့တတိခန်းကြီး4အငယ်1ကနေ2ကိုတွားရအောင် Timothy 1 Timothy chapter 4 verses 1 and 2 1 Timothy chapter 4 verses 1 and 2 1 Timothy chapter 4 verses 1 and 2တွေ့ရဆိုရင်ဖတ်ရအောင်1 2 3ဝိညာဉ်တော်သည်အတိအလင်းဗျာဒိတ်ထားတော်မူသည်ကနောင်ကာလ၌ဩတပစိတ်တွင်တန်ဘူးနှင့်ခတ်ခြင်းကိုခံပြီးလင်မူသားစကားကိုပြောတတ်သောသူတို့၏လျှို့ဝှက်ခြင်းအပြင်လူချို့တို့သည်ယုံကြည်ခြင်းကိုစွန့်ပယ်၍လေဖြားတတ်သောစိတ်ဝိညာဉ်တို့၌၎င်းနတ်ဖျားတို့နှင့်စစ်ဆိုင်သောဩဝါဒတို့၌၎င်းမိဝဲစီကတ်ကြလိမ့်မည်တဲ့။အိုးဒါတော့တော်တော်လေးဆိုတော့ဝိညာဉ်တော်ကအတိအလင်းပြရိတ်ပေးထားတယ်လို့ပြောတယ်။နောင်ကာလဆိုပဲအချိန်လဲယခုချိန်ကာလဖြစ်တယ်။နောင်ကာလ၌အောတပစိတ်တွင်တန်ဘူးနဲ့ခတ်ခြင်းကိုခံပြီးမှမူသားစကားပြောတတ်သောသူတို့လှုပ်ဝက်ခြင်းအပြင်လူတချို့ကယုံကြည်ခြင်းကိုစွန့်ပယ်မယ်လို့ပြောတယ်။လိန်နေတဲ့အရာတွေသူတို့နှောက်လိုက်လာမယ်။ပြီးတဲ့အခါမှာလှုပ်ဝက်ခြင်းအပြင်လူချို့ယုံကြည်ခြင်းကိုစွန့်ပယ်ပြီးမှလက်ဖြားသောစိတ်ဝိညာဉ်တို့နဲ့၎င်းတဲ့နတ်ဖျားနဲ့စစ်ဆိုင်သောအရာတို့နဲ့၎င်းစီးကပ်မိဝဲကြလိမ့်မည်။ကျွန်တော်တို့ဒီခက်နဲ့လုံးဒီအခုချိန်မှာဒီအရာကျွန်တော်တို့ရဲ့အတွက်ဖြစ်တယ်။ဒီခက်နဲ့ကြည့်မယ်ဆိုရင်လူတိုင်းကလေနတ်ဆိုးနဲ့ပတ်သက်တဲ့အရာတွေနတ်ဆိုးဆိုကိုမမြင်နိုင်ဒါပေမဲ့တချို့ဆိုရင်ဘေးရင်ဆိုအရန်ယုံတာတရေရှိရဆိုရင်ဖျားတဲ့ပူယုံတဲ့သူလည်းရှိရလေနော်တချို့ကြတော့ကိုကလေးကိုဆူတာဟဲတရေဆိုကလေးတောင်ကြောက်သွားတယ်ဆိုတော့အဲ့လိုမျိုးဖျားရှိတယ်လို့ပြောမှထက်စားတရေရှိလို့ကိုပြောတယ်ဆိုတော့ဒီခက်ထဲမှာတချို့လူတွေကမတိမတာအမှုတော်ဆောင်ဖြစ်လင့်တော်ညာလဲပဲတချို့လူတွေကလေနှက်ဆိုးနဲ့ပေါင်းတဲ့သူလည်းအများကြီးရှိတယ်တချို့လူတွေအများကြီးနှက်ဆိုးနဲ့ပေါင်းတဲ့သူရှိတယ်ဆိုတော့အခုချိန်မှာတဲ့အောတပါစိတ်ထဲမှာတန်ဘူးခတ်ခြင်းကိုခံရမယ်ဆိုတော့အောတပါစိတ်ဆိုတာပြန်ပြောမယ်ဖျားကစကားပြောတဲ့ခုနကတော့ကျွန်မ first မှာ introduction မှာပြောသလိုပဲအောတပါစိတ်ဆိုတာဖျားကဒီအောတပါစိတ်ထဲကနေကျွန်မတို့ကိုစကားပြောတယ်ဖျားကအလုတ်လုတ်ချင်တယ်အလုတ်လုတ်တဲ့နေရာလဲဖြစ်တယ်ဆိုတော့ဖျားအလုတ်လုတ်တယ်ဆိုတော့ကျမတို့ဘယ်ကနေသိလဲဒီအတွင်းစိတ်ဝိညာဉ်ကနေသိတယ်အတွင်းစိတ်ဝိညာဉ်ကလည်းအရင်ဆုံးသိမှအရင်ဆုံးခံစားရတယ်ဆိုတော့အတွင်းထဲမှာကျမတို့ဖျားကဘာပြောစေချင်လဲဖျားကဘာလုပ်စေချင်လဲခုနကတော့ကျမ example ပေးထားတဲ့အတိုင်းပဲဖျားကြောင့်တရက်လာတယ်အော်တိုဘတ်စိတ်ကမနေနိုင်ဘူးဟုတ်တယ်နော်ဒုတိယချိန်မှာsecond week မှာမလာတော့ဘူးအော်တိုဘတ်စိတ်ကနည်းနည်းငါအရန် fire ဖြစ်နေပြီသွားမှဖြစ်မယ်မတိမတဒီထဲမှာမနေနိုင်ဘူးဝိညာဉ်တော့ no ဆိုတယ်နင်ဖျားကြောင့်သွားမှဖြစ်တယ်ဖျားကြောင့်သွားမှဖြစ်တယ်ဆိုတော့နှစ်ပတ်လောက်မလာတော့ဝိညာဉ်တော့ဒီထဲမှာ no ဆိုနေတယ်ဖျားကြောင့်သွားဖို့ဒါတော့ဥမာ example ပြောပေးတာပါ example နဲ့ပြတာပါအဲ့ဒါပဲမဟုတ်ပါဘူးကျန်းစာဖတ်တာရောဆုတောင်းတာရောတင်ဆုမတောင်းတာကြာသွားပြီတင်ကျန်းစာမဖတ်တာကြာသွားပြီတင်ကျန်းစာမဖတ်ဘူးဆုမတောင်းဘူးဆိုရင်တင်ရဲ့အော်တပါစိတ်ကတင်ကိုပြောနေတယ်ဆုတောင်းပါကျန်းစာဖတ်ပါဒီထဲမှာမပြောဘူးတနေ့လုံးသွားရင်တော့ဒီအော်တပါစိတ်ကလေမနေနိုင်ဘူးဟုတ်တယ်မလားကိုဘေးနားမှာရှိတဲ့သူပြောလာနေအော်တပါစိတ်ကနင့်စကားပြောလာကျန်းစာမဖတ်ရင်လို့ဘေးနားမှာလို့နှုတ်ဆက်ပါအခုမှဘေးနားမှာရှိတယ်နင်ကျန်းစာမဖတ်နေအော်တပါစိတ်ကနင့်ကိုစကားပြောလာလို့ဘေးနားမှာရှိမှပြောအောင်တာရင်းနေဆိုတော့ကိုကျန်းစာမဖတ်ဘူးစုမတောင်းဘူးဆိုရင်လေကိုရဲ့အော်တိုဘတ်ဒီထဲမှာလုံးဝပို့ဝိညာဉ်တော်ကိုတိုးထိပ်ပြီးစကားပြောနေတယ်အာမင်ဘာလို့ဆိုကျမတို့ရွေးနှုတ်ချင်းခံရတဲ့သူလေဝိညာဉ်တစိတ်ခတ်ထားတဲ့လူလေဘုရားကဒီထဲကနေကျမတို့ကိုပြောနေတာအဲ့ဒါကိုသင်လက်လျူရှုတယ်ဆိုရင်ဘာဖြစ်လဲသင်ရဲ့အော်တပါစိတ်ကတန်ဘူးခတ်မယ်လို့ပြောတယ်ဒီမှာတန်ဘူးခတ်တယ်တန်ကိုတော့မရအောင်ရှာထားတဲ့အဲ့တန်ဘူးတွေတော့ဆိုတော့တင်ကဖခင်ကတင့်ကိုစကားပြောတယ်တစ်ခေါက်နှစ်ခေါက်သုံးခေါက်အဲ့လိုစကားပြောတဲ့ဟာကိုတဲ့ဖခင်ကစကားခဏစကားပြောတဲ့ဟာကိုတင်ကမလိုက်လို့ဘူး
ဒီလိုပဲဥပက္ခပြုတ်သွားတယ်ဝိညာဉ်တော်လမ်းပြတယ်လဲဥပက္ခပြုတ်တယ်ဆိုနောက်ဆုံးပိုင်းကျတော့ဘာဖြစ်သွားလဲထုံသွားတယ်မသွားလည်းဘာမှဖြစ်တော့ပါဘူးမဖတ်ရင်လည်းဘာမှဖြစ်တော့ဟုတ်တယ်မလားအဲ့ဒါတော့စကားဒီခေတ်စကားနဲ့ပြောထုံသွားတာရပါတယ်ဖျားဆောင်သွားလည်းဘာမှဖြစ်အလူကမပြေးလည်းဘာမှဖြစ်ပါဘူးထုံသွားတာဆိုတော့ဒါကဖျားစကားခဏခဏကျမတို့ကမလိုက်နိုင်ဘူးစွန့်ပစ်ခါများပြီးဘုရားကစွန့်ပစ်ပါလို့ပြောတာလည်းမစွန့်ပစ်ဘူးဘုရားကမလုံနဲ့မတွားနဲ့ဆိုတာလည်းကိုကနားမထောင်ဘူးဆိုရင်ကျမတို့ရဲ့အော်တပါစိတ်တန်ဘူးခပ်ပြီးမှထုံသွားတယ်တဲ့တွန်တင်မန်းတော့မသိတော့ဘူးဘာခံစားချက်မှလည်းမရှိတော့ဘူးဒူးဆိုင်လုံရင်လည်းမသိတော့ဘူးဘာလဲဆိုရင်ဝန်နေမှလည်းမသိတော့ကြာရှုံးသွားမှလည်းမသိတော့တည်တဲ့အထိဘုရားဘုန်းတော်မထင်ရှားဘဲနဲ့နှိမ့်မြုပ်သွားတယ်ဒါကအော်တပါစိတ်တန်ဘူးခတ်ခြင်းကိုပြောတာဖြစ်တယ်ကျမတို့ဒီနေ့ယုံကြည်သူတွေမှာအများကြီးရှိတယ်ဒါကျမတို့အများကြီးတော့ကြုံတွေ့ရတယ်ဝိညာဉ်တော်တစိခတ်ပြီးဖြစ်တော်ညာလဲပဲကျမတို့ကလောကမှာပြဿနာမရှိဘူးဖခင်ကမတွားနဲ့မလုံနဲ့လို့ပြောတာကိုကမသိဘူးအသက်ရှင်နေတဲ့အချိန်မှာပျော်ပျော်နေပါလောကမှာရှိနေတဲ့အချိန်မှာပျော်ပျော်နေပါဆိုမှကိုယ်နဲ့ကိုပျော်ပျော်ပပပဲနေတယ်တခြားအရာတွေပျော်ပျော်ပဲနေရင်နဲ့ဗာလဲဖခင်ကကိုယ်ကိုစကားမပြောတော့ဘူးကိုယ့်ရဲ့အော်တပါစိတ်လဲဖခင်ကပြချင်တယ်ဒါပေမဲ့ကိုကထုံသွားတဲ့အခါမှာဖခင်ကကိုယ်ပြောချင်တယ်လို့မပြောနိုင်တော့ဘူးဆိုတော့အဲ့ဒါနဲ့တော့ပန်းကြပါဖြစ်သွားလေအေဖက်ခန်းကြီး၄အငယ်28ထဲမှာပြန်သွားမယ်ခုနကတော့အေဖက်ထဲမှာပဲနော်အေဖက်အခန်းကြီး၄အငယ်28အေဖက်ခန်းကြီး၄အငယ်28ခုနကတော့လန်ထားပါဆိုတော့အေဖက်ခန်းကြီး၄အငယ်30မှာကျမတို့ဝိညာဉ်တော်စိတ်မနာဖို့ပြောတယ်အေဖက်၄28ထဲမှာဘာပြောထားလဲဆိုရင်မာနကိုအခွင့်မပေးကြနဲ့တဲ့ခိုးတတ်တော်သူသည်နောက်တစ်ဖန်မခိုးပဲစီးရဲတော်သူဟာဘေးကန်းဝေငှရန်ရှိစေခြင်းကမိမိလက်နဲ့ကောင်းသောအလုပ်ကိုလှုပ်ဆောင်အားထုတ်စေတဲ့အဓိကတော့မာနကိုအခွင့်မပေးနဲ့လို့ပြောတယ်ဆိုတော့ကိုယ့်ရဲ့အသက်တာမှာထဲမှာကိုကလောကအရာတွေထဲမှာပြောနေပြီးမှဘုရားကိုလည်းမေ့တရားကိုလည်းမေ့ဘုရားကလည်းစကားမပြောတော့ဘူးဘုရားပြောလားမပြောလားလည်းမသိတော့ဘူးကျမ်းစာလည်းမဖတ်စုလည်းမတောင်းဘူးဆိုရင်တင့်ရဲ့အသက်တာထဲမှာဘယ်သူနေရာရမလဲမာနကတင့်ရဲ့အသက်တာထဲမှာအခွင့်ရလာမယ်မာနကိုဘေးနားမှာရှေ့သူတစ်ချက်လောက်ပြောပါဟေးနေမာနကိုခွင့်ပေးမလားလို့တစ်ချက်လောက်ပြောပါပြောလိုက်ကိုဘေးနားမှာမာနကိုခွင့်ပေးမလားလို့ပြောနေပြဿနာမဟုတ်ဖခင်ကတင့်ကိုစကားပြောနေတဲ့ဒီရာအဖြစ်ကျမတို့ဒီလောကတွေမှာပြောနေသေးခဲကြီးစားတန်ကရံများကြီးမြန်မာစာတော်မှာဖတ်ရတယ်အဲ့ပြောနေသေးခဲပြောနေမေးရတဲ့တခြားတွေအသက်ရှင်နေတဲ့အချိန်မှာခဏတဖြုတ်ပဲဆိုမှပြောပနေတယ်တခြားမှာဟိုပြောဒီပြောဟိုသွားလိုက်ဒီသွားဟေးလာဝါလာကျမတို့ကကြိုက်တယ်ဒါလူဆိုတော့ကြိုက်တယ်အသွေးသားတဲ့နေကြိုက်တယ်ဟုတ်တယ်မလား 100% မကြိုက်သူရှိလားမရှိဘူးဒါရှိတယ်လို့ပြောအဲ့လိန်တဲ့သူပဲကျမကိုယ်တိုင်လဲကျမတို့ကိုယ်တိုင်လဲဟာပြပလေးသွားချင်ပါတယ်ဟုတ်တယ်နော်ဒါပေမဲ့ဖျားသခင်ကမသွားခိုင်းတဲ့ဟာတွေရှိတယ်တခါကြလေမသွားခိုင်းတဲ့မလောက်ခိုင်းတဲ့ဟာရှိတယ်။အိုတငယ်ချင်းနဲ့ပျော်ပါဖို့ဗလဲကျမဒီထဲမှာတော့မယူစားလားမရေးထားတယ်မဲ့တငယ်ချင်းတွေနဲ့ဒီအခုခက်တဲ့ကလေးတွေဆိုရင်ပို့ဆိုးတဲ့သူတို့ကfarewell ဆိုမှခဏသူတို့အဲ့ farewell ဆိုတော့လူတွေကပိုစီလာတယ်။ဖျားเจ้าမှာသူတို့သိမရှိဘူး farewell ပါတီဆိုတာဆုံးတယ်အပါတီဆိုရင်တို့အဲ့ပါတီရန်ကြိုက်တယ်ဆိုတော့သူတို့ကျောင်းနေမှာဆိုပါတီလုပ်မယ်ဆိုရင်ဟာအစုံသူတို့ဟာနဲ့သူတို့အကောင်းဆုံးပြင်ဆင်မှလာကြတယ် presentation လည်းအကောင်းဆုံးလုပ်မယ်ဆိုအရန်သဘောကျကြတယ်ဒါပေမဲ့အဲ့ဒါကိုမလုပ်ဖို့ပြောတာမဟုတ်ပါဘူးကျမတို့ကပါဝင်တဲ့နေမှာပါဝင်ဖို့ဖြစ်တယ်အာမင်ပါဝင်ဖျားလူဆိုတော့ကျမတို့ဘုန်းတော်ထင်ရှားဖို့ရတယ်ပါဝင်တဲ့နေမှာပါဝင်ရမယ်ဒါပေမဲ့ပါဝင်နဲ့ဖျားကစကားပြောရလဲလက်လျူရှုပြီးအဲ့ထဲမှာသွားနေရင်းနဲ့ဖျားမနစ်တဲ့အရာတွေစားတောက်မူရစေတဲ့အရာတွေပေါ့နော်ဥမာနေတဲ့ဘုရားမနစ်တဲ့မူရစေသောအရာတွေနဲ့အလွန်ကျူးဖြစ်မှဘုရားသားသမီးမှန်လားလောကီသားသမီးလားမှန်လည်းမသိပဲနဲ့စိတ်တို့လိုအသက်ရှင်တဲ့သူဖြစ်တဲ့ဆိုဒါဘုရားဘုန်းတော်မထင်ရှားတော့ဘူးဘုရားကသင်စားပြီးစကားပြောနေပြီဒါမလုံနဲ့မတောင်းနဲ့မနိုင်နဲ့မတော့မထီနဲ့ဘုရားကတင့်အောင်တော့စိတ်ကနေပြောနေတယ်ကိုရဲ့စိတ်ကတော့ဒါလေးကိုသွားကင်ချင်တယ်လေဒါပေမဲ့ဘုရားကမတောင်းနဲ့မစားနဲ့မတိုးနဲ့မထီနဲ့ဒါပေမဲ့အော်တပါစိတ်ကိုကြော်လွန်ပြီးမှကိုကဖြတ်တာမတခါပဲပါပြဿနာမရှိဘူးအဲ့တခါပဲကနေနှစ်ခါဖြစ်သွားမယ်နှစ်ခါနဲ့သုံးခါဖြစ်မှာပါဖြစ်သွားလေကိုက
အော်တပါစိတ်တန်ဘူးခတ်ချင်းကိုတင်းရဲ့တက်တာထဲမှာတန်ဘူးခတ်ပြီးမှဖျားစကားပြောရင်တောင်မှတင်မတိပဲနေသွားနိုင်တယ်ဒါကြောင့်ကျမတို့ကယုံကြည်သူတွေကမာနကိုအခွင့်ပေးလိုက်တယ်လို့ဖြစ်သွားတယ်မာနကအခွင့်ရသွားမယ်ဆိုတော့ဖျားစကားမပြောလို့ဆိုဘယ်သူခွင့်ရမလဲမာနခွင့်ရမယ်မာနကအခွင့်ရတဲ့ခါမှာကျမတို့ရဲ့တက်တာထဲမှာ तू ကြိုက်တယ်လို့ချေလေနိုင်တော့တယ်ဘာလို့ဆိုတော့ခုနကဘုရားစကားပြောတယ်တင်မနာမထောင်းတာဆိုတော့မာနကခွင့်ရတဲ့ခါမှာတင်သူ့ရဲ့တက်တာထဲမှာ तू တင့်ကိုချေလေနိုင်တယ် तू မာနကအခွင့်ရတဲ့ခါမှာတင့်အနေနဲ့မဆုံးရှုံးတဲ့ဟာတွေဆုံးရှုံးသွားတယ်ဒါကြောင့်ဒီမှာရှင်ကြီးကိုမောင်မတွေကျမတို့ကယုံကြည်သူဖြစ်တော်ညာလဲပဲကျမတို့ကကြာရှုံးတဲ့သူအများကြီးရှိတယ်ဒါကဘာကြောင့်လဲအော်တပါစိတ်တန်ဘူးခချင်းကိုခံရတဲ့သူဖြစ်တယ်တကယ်ရှုယုံကြည်ကဲတင်ချင်းရတယ်အဲ့လောက်နေပဲသူတို့တော်ပြီးမှတခြားအရာတွေအားလုံးကသူတို့ကဘာဖြစ်လဲတန်ဘူးခချင်းကိုရတော့ခံရတော့ဖခင်ကစကားပြောချင်ပေးတော့ညာလည်းပဲစကားမပြောနိုင်တော့ဘူးဆိုတော့ကပောက်ကျန်ခန်းကြီးလေးအနောက်ဆုံးနေတဲ့ဒီဟာတစ်ချက်လောက်ကြည့်အောင်နော်ကပောက်ကျန်ခန်းကြီး၄အငယ်၄အနေကုန် Genesis chapter 4 let's read together Genesis chapter 4နော်ကပောက်ကျန်ခန်းကြီး၄ထဲမှာကျမတို့ယူဆောင်လာတဲ့ညီကိုနှစ်ယောက်အကြောင်းကိုကျမတို့ကြည့်ရအောင်ကပောက်ကျန်ခန်းကြီး၄အငယ်၄အနေကုန်ထဲမှာဘာတူလဲကိုင်းနာနဲ့အာဘဲလ်ကာအိနာနဲ့အာဘီလာကျမတို့ကြည့်မယ်ဆိုရင်ကာအိနာကတဲ့ဖျားစီမှာသူကတိုးနွားတွေကိုသူကတားအချို့နဲ့စီဥတွေကိုစောင့်ခဲ့တယ်ဖျားသခင်ကကာအိနာရဲ့ပူဇော်တကာကိုပမာဏပြုတယ်တဲ့ဆိုအာဘီလာရဲ့ပူဇော်တကာပမာဏပြုတယ်ဒါပေမဲ့ကာအိနာရဲ့ပူဇော်တကာဘာဖြစ်လဲပမာဏမပြုဘူးလို့ပြောတယ်ဒါကြောင့်ကာအိနာကအယံကိုစိတ်ဆိုးမှမျက်နှာပြစ်တယ်တဲ့ဆိုတော့မျက်နှာပြတဲ့ခါမှာဖခင်ကအခွင့်ပေးတာပေါ့နံပါတ်6မှာကြည့်အောင်သူကဖတ်ရအောင်1 2 3ထာဝရဖခင်ကတင်းဒီအဘဲကြောင့်စိတ်ဆိုးသည်အဘဲကြောင့်မျက်နှာပြစ်သည်တင်းဒီကောင်းမွန်စွာပြုလင်အခွင့်မရလောကောင်းမွန်စွာမပြုလင်အပြစ်ဖြေသောရစ်ကောင်ဒီတကားနာမှာဝိလျက်ရှိသူဒီတေးအလိုတို့လိုက်၍တင်းဒီသူ့ကိုအုပ်ဆိုးစေဟုကာအိနာကိုမိန့်တော်မူ၏တဲ့ဖခင်ကဘာပြောလဲနံပါတ်1မှာဒီနံပါတ်6ထဲမှာ sorry နံပါတ်6ထဲမှာအခန်းကြီးလေးငယ်6ထဲမှာထာဝရဘုရားကတင်ဒီအဘဲကြောင့်စိတ်ဆိုးတာလဲတဲ့အဘဲကြောင့်မျက်နှာပြစ်တယ်လေဘုရားကခွင့်ပေးတယ်နံပါတ်9ထဲမှာကောင်းမွန်စွာပြုတ်တယ်ဆိုအခွင့်မရဘဲနေသလားတဲ့ဒီနေ့တင်းရဲ့တက်တာထဲမှာဘုရားကဒီနှုတ်ကပတ်တော်အားဖြင့်တင့်ကိုစကားပြောဆိုဘုရားတင့်ကိုခွင့်ပေးနေတာဖြစ်တယ်အခွင့်ပေးတယ်ကိုင်းနာနေရစ်ကောင်းကောင်းလေးလုပ်တယ်ဆိုငါလက်မခံမဲနေမလားကိုင်းနာရဲ့ငါလက်မခံပဲနေမလားရစ်ပူဆိုတာနင့်ညီဟာပဲလက်ခံတယ်ဒါပေမဲ့နင့်ဟာလက်မခံဆိုနင်ကောင်းကောင်းလုပ်တယ်ဆိုငါလက်မခံပဲနေမလားလို့ပြောတယ်ဘယ်လောက်ထိဘုရားကပြင်ဆင်ပေးလဲဆိုနံပါတ်9ထဲမှာအပြစ်ဖြေသောရစ်ကောင်ဒီတကားနာမှာဝတ်လက်ရှိ၏တဲ့ဘုရားပြင်ဆင်ပေးတယ်ရစ်ကောင်တောင်မှာရှိလေတကားနာမှာရှိတယ်ပြင်ဆင်ပေးတယ်အမှန်တကယ်အရစ်ကောင်တက်ပြီးပူဇော်လိုက်ရင်ရတာပဲဒါပေမဲ့ကိုင်းနာအဲ့လိုလုပ်လားမလုပ်ဘူးသူကဘာလုပ်လိုက်လဲဒီအရာတွေကိုစိတ်ဆိုးမှထားခဲ့ပြီးမှ तू ဘာလုပ်လိုက်လဲ तू ကသူ့ညီကိုတတ်ဖို့ဖြစ်လာတယ်မာနကိုအခွင့်ပေးတော့ဘာဖြစ်လဲ तू စိတ်ထဲမှာမာနကကြေအောင်ပြီးမှမလှုပ်တဲ့ဟာလှုပ်သွားတယ်ဒီမှာရှေ့ညီကိုမောင်မတွေကျမတို့ရဲ့အသက်တာအထဲမှာရောဖခင်ကဒီနေ့တင့်ကိုစကားပြောနေတယ်တင်ယခုချိန်ဒီအသက်ရှင်နေဆိုတာဖခင်ကအခွင့်ပေးနေတာဖြစ်တယ်ကျမတို့ကဖခင်အခွင့်ပေးနေတဲ့အချိန်မှာကျမတို့ကဖခင်နဲ့ပို့ပြီးမှယဉ်ဤဖို့ဘုရားကတင့်ကိုအခွင့်ပေးနေတဲ့အရာကိုနောင်တရပြီးမှဘုရားစီပြန်လာပြီးမှကိုယ့်ရဲ့အော်တပါစိတ်ထဲမှာချီလင်းစွာနဲ့ဘုရားဝတ်ပြုနိုင်ဖို့ဒီနေ့ကျွန်မယူဆောင်လာခြင်းတဲ့နံပါတ်နောက်ဆုံး slide conclusion ကိုတွားရအောင် conclusion မှာthe last slide နောက်ဆုံးမှာအားလုံးခြုံငုံမှကျွန်တော်တို့ကြည့်ရအောင်နံပါတ်1ကပါလေဝိညာဉ်တော်ရဲ့အရှိန်ကိုမငြိမ်းဖို့နံပါတ်2ကဝိညာဉ်တော်ရဲ့စိတ်ကိုမနာဖို့နံပါတ်3ကအော်တပါစိတ်မှာတန်ဘူးခတ်ခြင်းကိုခံရတယ်ဘာလို့လဲဆိုရင်တန်ဘူးခတ်ခြင်းမခံဖို့ရတယ်ကျွန်တော်တို့အသက်တာထဲမှာဒီနေ့ညီကောင်မောင်မတွေဒီမှာရှိရလာတဲ့လူတွေဒီနေ့ဘုရားရှင်တဲ့စကားပြောနေတယ်ဖခင်ကအမားဖြစ်တဲ့အားနဲ့ချက်ကိုတဲ့ကျွန်တော်တို့အမှန်ဖြစ်တဲ့တမာတရားဖြစ်တဲ့နှုတ်ကပတ်တော်ကိုပြပြီးစကားပြောနေတယ်အမားကိုပြင်ဆင်ခြင်းနဲ့အမှန်တော့ပြင်ဆင်ခြင်းနဲ့ဒုစရိုက်ကိုစွန့်ပြီးမှကိုယ့်ရဲ့အလိုကိုစွန့်စေခြင်းနဲ့ဖခင်ရှိမှပြင်ဖို့ယခုကဖခင်အချိန်ပေးနေတယ်တင်းကိုတင်းနဲ့ကျမအချိန်ပေးနေတယ်ဖခင်အချိန်ပေးတာကိုဖခင်နေရာပေးနေတာတွေကိုကျမတို့ကမာနကိုအခွင့်ပေးပြီးဆုံးရှုံးသွားသောယုံကြည်သူတွေမဖြစ်ဖို့ရန်အတွက်ဒီနေ့ဒီလောက်နဲ့ခွန်အားပေးချင်ပါတယ်ကြားနာရတဲ့ရဆက်ဖြတ်ရှင်ကောင်းချီးပါစေ